ဆီယာမဖြစ်သူကမိန်းကလေးတယောက်ကိုကလာထိုင်မှာချီနှောင်ပြီးခေါင်းပေါ်ကိုမှန်အုပ်ထုပ်တစ်ခုဆွပေးလိုက်ပါတယ်။အဲ့ဒီမိန်းကလေးကအကူအညီတောင်းပြီးငိုယိုနေပေမဲ့ဆီယာမကတော့ဘာမှမဖြစ်သလိုပါပဲခလုတ်ကိုနှိပ်လိုက်တဲ့ခဏမှာတင်သူမဟာလုံးဝအုံနောက်ဆေး brainwash ခံလိုက်ရပြီးစပင်စတိုင်ကအစာပြောင်းလဲသွားခဲ့ပါတယ်။ဒီကျောင်းမှာရှိတဲ့မိန်းကလေးတိုင်းဟာထပ်တူညီတဲ့စပင်စတိုင်တွေနဲ့ပါသူတို့အားလုံးဟာမိဘတွေကအကျဉ်းစာရိတာပြုပြင်ဖို့ပို့ထားတဲ့စိုးပေတဲ့မိန်းကလေးတွေဖြစ်ကြပါတယ်။ကျောင်းကိုအတိရောက်လာတဲ့မိန်းကလေးကတော့ဘာမှမသိသေးပဲသူမရဲ့အဆောင်ဖော်နောက်ကိုလိုက်သွားခဲ့ပါတယ်။သူမကတချင်းနားထောင်ဖို့လုပ်တဲ့အခါအဆောင်ဖော်ကချက်ချင်းဆိုသလိုတားလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒီကျောင်းမှာတချင်းနားထောင်တာကိုပြင်းပြင်းထန်ထန်ပိတ်ပင်ထားလို့ပါနောက်တစ်နေ့မှာတော့စပင်ညက်စရာတယောက်ကရုတ်တရက်ပေးကျိုးထုတ်ပြီးသူမရဲ့ခေါင်းကိုလာတိုင်းပါတော့တယ်ဒီတော့မှဒီကျောင်းကတခုခုထူးဆန်းနေပြီဆိုတာကိုသူမရိပ်မိသွားပြီးထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်မထွက်ခွာခင်မှာသူမရဲ့တချင်းဖွင့်ဆက်ကိုအဆောင်ဖော်စီပေးခဲ့ပေမဲ့မတော်တဆဖွဲခလုတ်ကိုနှိပ်မိသွားပါတယ်တချင်းတန်ထွက်လာတာနဲ့အဆောင်ဖော်ဖြစ်သူကနားကိုအုပ်ပြီးနာကျင်စွာအော်ဟစ်ပါတော့တယ်တချင်းတန်ဆုံးသွားတဲ့အချိန်မှာတော့သူမဟာအုံနောက်ဆေးခံထားရတဲ့အခြေအနေကနေရုတ်တရက်ပြန်လည်လွတ်မြောက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့နှစ်ယောက်လုံးဒီကျောင်းရဲ့အမှန်တရားကိုသဘောပေါက်သွားကြပါတယ်။နောက်တစ်နေ့မှာတော့သူတို့ဟာကျောင်းရဲ့ရေဒီယိုကနေတဆင့်အဲ့ဒီတချင်းကိုဖွင့်ချလိုက်ပါတယ်။တချင်းတန်ပြက်လွင့်သွားတာနဲ့ကျောင်းသူအားလုံးနားကိုအုပ်ပြီးနာကျင်စွာတုန်ခါကုန်ကြပါတယ်။တယောက်ပြီးတယောက်အဲ့ဒီမော်အတက်ထဲကနေရုံထွက်နိုင်ခဲ့ပြီးပုံမှန်အခြေအနေကိုပြန်ရောက်သွားကြပါတော့တယ်။